မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေယနေ့ဇူလိုင်လ1ရက်နေ့မှာငါးစင်ခွန်ယူရမယ့်နှုတ်ကပတ်တော်မြတ်ခေါင်းစဉ်ကတော့သခင်ဖြစ်ပါတယ်နှလုံးသွင်းရမယ့်ကျမ်းချက်ကိုတော့ယောဟန်ခန်းကြီး1ခန်းငယ်24မှာတွေ့နိုင်တယ်သို့တော်လည်းယေရှုသည်ထိုသူတို့၌ကိုယ်တော်ကိုအပ်တော်မမူအကြောင်းမူကားခတ်သိမ်းသောသူတို့ကိုတည်တော်မူ၏ဂုဏတော်အသစ်ကိုခံစားရတဲ့သူတိုင်းဟာနေ့တိုင်းလိုအပ်ချက်အတိုင်းရရှိပြီးတော့ဒီဂုဏတော်တကူကိုအသုံးပြုနိုင်တဲ့အခွင့်ကိုလည်းရကြလိမ့်မယ်။အနာဂတ်အချိန်ကိုလမ်းမျှော်ကြည့်ပြီးတော့မဆခြင်းကိုတောင်းခံမဲ့အစားဝိညာဉ်အောင်မြင်ခြင်းအတွက်အံ့ဖွယ်ဝိညာဉ်တကူကိုခံရလိမ့်မယ်။သူတို့ဟာမိမိကိုယ်ကိုနေ့စဉ်ဖျားရှင်ထံဆက်ကပ်ကြလိမ့်မယ်။ကိုယ်တော်ဟာသူတို့ကိုမိမိအတွက်အသုံးဝင်တဲ့အိုးဖြစ်စေလိမ့်မယ်။နေ့စဉ်နေ့တိုင်းသခင်ရဲ့အမှုတော်အတွက်တိုးတက်အောင်မြင်စေတဲ့အခွင့်အရေးကိုရရှိခံစားရလိမ့်မယ်။နေ့စဉ်သခင်အတွက်သက်တည်ခံလိမ့်မယ်။အိမ်၌ဖြစ်စေအလုပ်ထဲ၌ဖြစ်စေလူလူကြား၌ဖြစ်စေကိုယ်တော်အတွက်သက်တည်ခံဖြစ်ရကြလိမ့်မယ်။စက္ကန့်လှုပ်ဆောင်တဲ့သူတွေအတွက်အံ့ဖွယ်တဲ့ဉာဏ်ပညာကိုရရှိပြီးတော့လောကမှာခရစ်တော်အမှုတော်ဆောင်စဉ်ခမဲတော်ရဲ့အသစ်သောဂုဏတော်ကိုခံစားရရှိသည့်တိုင်ဖျားရှင်နှင့်ဖက်ဆက်ပြီးခွန်အားအပြည့်ဖြင့်တပါးသူအတွက်ကောင်းကြီးရရှိစေရန်အသုံးဝင်သူဖြစ်လာမယ်။ဖျားသခင်ရဲ့သားတော်ဟာခမဲတော်ရှိမှဥညွတ်ဆုတောင်းခဲ့တာကိုကြည်ပါ။ဖျားသခင်ရဲ့သားတော်ဖြစ်နေပေမဲ့ဆုတောင်းခြင်းဖြင့်မိမိရဲ့ခွန်အားကိုဆက်လက်ခံယူရတယ်။ကောင်းကင်ခမဲတော်နဲ့ဆက်သွယ်ပြီးတော့နတ်ဆိုးစာတန်ကိုတွန်းလှန်ရတယ်။လိုအပ်နေကြတဲ့လူသားတွေအတွက်လည်းကူညီလှုပ်ဆောင်ပေးရတယ်။ကိုတော်ဟာကျွန်ုပ်တို့လူသားမျိုးနွယ်အကိုကြီးကြောက်ကဲ့သို့အပြစ်လောကမှာလူသားတို့လိုအပ်နေသမျှကိုသိမြင်တော်မူတယ်။စုံစမ်းခြင်းကြီးမားကြောင်းကိုကိုတော်နားလည်သဘောပေါက်တယ်။ကိုတော်ဟာမိမိရဲ့တမန်တော်ကိုဆေလွတ်ပြီးတော့အားနည်းသူမှားယွင်းနေသူတွေကိုကူညီပေးနိုင်ကြောင်းကိုသိတော်မူတယ်။ကိုရောရဲ့အမှုတော်မှာပါဝင်ဆက်ကပ်ပြီးဂရုတော်ကိုယုံကြည်သူတိုင်းကိုကိုရောမဆတော်မူလိမ့်မယ်။ကိုရောရှင်ကို၌ကစိတ်ရှည်တီးခံဇွဲလုံးလားဖြင့်ယုံကြည်ခြင်းကိုကင်ဆွဲပြီးဖယားရှင်ရဲ့အမှားအဆကိုရယူသည့်ပုံပမာကိုပြသခဲ့တယ်။ကိုရောကိုလုံးလုံးကိုးစားတဲ့ယုံကြည်ခြင်းဖြစ်ပါတယ်။ကိုရောရဲ့အမှုတော်မှာဆက်ကပ်ပါဝင်တဲ့ဆန္ဒသဘောမျိုးဖြစ်ပါတယ်။ဒီလိုစိတ်သဘောမျိုးဟာအပြစ်ကိုတွန်းလှန်နိုင်ဖို့ရန်အတွက်တန်ရှင်သောဝိညာဉ်တော်မှာတွန်းလောင်းတဲ့ကောင်းကြီးကိုခံရလိမ့်မယ်။ခရစ်တော်ရဲ့နမူနာကိုလက်လျှောက်ပြီးမိမိကိုယ်ကိုပြင်ဆင်တဲ့အမှုတော်ဆောင်တိုင်းဟာဆိုရင်ရိတ်သိမ်းဖို့ဝင်းမဲ့နေတဲ့တကူတော်ကိုခံစားရရှိပါလိမ့်မယ်။နက်တိုင်းဖယားရှင်ရဲ့ရှေ့တော်မှာဒူးထောက်ပြီးဧဝံဂေလိတရားရဲ့ဝမ်းမြောက်ဖွယ်စကားကိုကြွေးကြော်တဲ့ကဲ့သို့စက္ကပ်ခြင်းကိုပြုကြလိမ့်မယ်။ကိုရောရှင်ဟာလည်းတန်ရှင်သောဝိညာဉ်တော်ကိုတွန်းလောင်းပေးပြီးပြန်လည်နှူးကြခြင်းတန်ရှင်ခြင်းတကူကိုပေးတော်မူမယ်။နေ့စဉ်တာဝန်တွေကိုထမ်းရွက်လှုပ်ဆောင်စဉ်မမြင်ရတဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့အမအစကိုရရှိပြီးဖယားရှင်နဲ့အတူလက်တွဲလှုပ်ဆောင်ခွင့်ရရှိလိမ့်မယ်။ယနေ့ကျမတို့ပုံမဆင်ခြင်စရာကတော့ယေရှုရှင်ကကျွန်ုပ်တို့ရဲ့အလိုအပ်ဆုံးသောအရာကိုမဆပေးလိုတဲ့အတွက်ကြောင့်မလို့ကျွန်ုပ်ဟာဘယ်အပိုင်းကိုမဆစီမည်နည်း။နှုတ်ကပတ်တော်မြတ်ကတော့ဒီလောက်ပဲဖြစ်ပါတယ်။နားဆင်သောသူအယောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။